예, 맞아야. 아이와리 되잖아요, 나 어디 이와리 이배산네. 우리는 뭐 가요 왜 가이나. 다비에 가요 와와 빌라이 오면. 너 개미야면라 그러죠. 너 개미야면라. 되냐면 가요 많이 해봐서 마 빌라이 오면 너. 그게 더 좋아요. 이거는 히다 누가 진이 강도에 찬다 누가 야지지나인데 아차 리뮤래. 나도 그 리라만 가리. 나와도에 진이 강도에 베비도 찬다 누가 야지지나인데 아야오리야 리뮤래. 뭐 신뮤 뭐야 애다고네. 내가 봐야지 호면 뭐 이리야로가 네번 야오장내야 뭐고 또도 아래서로 이단드라 마단드라 진리를 가마 강정 피부, 찬다두가 야시부, 세로가 내부, 이와마세 도대 지와부, 남녀가 비하신 담바라데야 리바 소리라고ပြောတာ.သွားမယ်မျိုးခေါင်းစဉ်ကဒိဋ္ဌဓမ္မဟိတာတဲ့ဦးဇင်းတို့ဒိဋ္ဌဓမ္မမဟုတ်ဘူးเนาะဦးဇင်းတို့ပြောခဲ့တယ်เนาะအာဝမ်းပဲနဲ့ဒိဋ္ဌဓမ္မဟိတာအဲ့ဒီသုတ်တမတဲ့မြတ်စွာဘုရားကရှင်းပြတယ်တဲ့ဒီဘဝအတွက်ဟိတဒုက္ခအခြေအနေကောင်းတွေဟိတဒုက္ခအခြေအနေကောင်းနဲ့ချမ်းသာဒုက္ခကိုရရှိစေနိုင်တဲ့အချက်ဟိတအခြေအနေကောင်းတဲ့ဒုက္ခချမ်းသာစုရချမ်းသာကိုရရှိစေနိုင်တဲ့အချက်ကတဲ့နံပါတ်1တဲ့ဒိဋ္ဌံဒါလေးဦးစင်းဖတ်ချင်တော့ဒိဋ္ဌဓမ္မဟိတကဘယ်လိုပြောရမလဲဆိုတော့ဒီလိုလေးမှတ်ထားလိုက်ရအောင်ဗျာဒိဋ္ဌဓမ္မဟိတကနောက်ကပေါင်ပြို့မနစ်တော့လက်သေးကွင်းနဲ့ဗာရေးပေးထားတော့ဖတ်ကြည့်တယ်ဒိဋ္ဌဓမ္မဟိတရဲ့နောက်ကဗျာဒီဘဝဒီဘဝကောင်းကျိုးတဲ့အဲ့ဒါဥစဉ်ကွဲသွားမှာဆိုတော့အဲ့ဒါလေးရေးလိုက်ပါဦးဒိဋ္ဌဓမ္မဟိတရဲ့နောက်လေးမှာလက်သေးကွင်းလေးနဲ့ဒီဘဝကောင်းကျိုးဒီဘဝအတွက်ပေါ့ဒီဘဝအတွက်ဒိဋ္ဌဓမ္မဟိတဆိုတာဒိဋ္ဌဓမ္မဒီဘဝကိုပြောတာဟိတကောင်းကျိုးဒါကြောင့်ဥစဉ်နှစ်တုန်းကပေးထားတာကဒီဘဝကောင်းကျိုးလို့ဘာသာပြန်ပေးထားတာဘာသာပြန်ကြတဲ့နည်းနည်းလေးကိုစကလုံးကွဲသွားမှာဆိုလို့ဟုတ်ပြီနော်ဒီဘဝဒိဋ္ဌဓမ္မဟိတဒါခေါင်းပါဠိလိုပြောတယ်နောက်မြန်မာလိုပြောလိုက်ရင်ဒီဘဝကောင်းဖို့ဒီဘဝကောင်းကျိုးအတွက်ပြည့်စုံရမယ့်သံဃာတရား၄ပါးဥဒင်းအခုလေးလာကြအောင်နံပါတ်1တဲ့ဗါတဲ့လေဥဋ္ဌာဏတံပဒါဒါလေးကိုဦးဇင်းတို့မှတ်ထားမယ်နော်မောင်ကျော်တို့ဒီရာကြီးဒါဥဋ္ဌာဏဗါတဲ့တို့ဥပကတံပဒါတဲ့ကိုလုပ်ငန်းကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြိုးကြိုးစားစားလုပ်ကြရမယ်ဒါလေးကိုဒီဥစ္စာတွေကိုမှတ်ထားမယ်ကြိုးကြိုးစားစားလုပ်ကြရမယ်အဲ့ဒါလေးကိုအန်တိုင်းတာကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဆိုတာလေးကလည်းထည့်လိုက်ပါဗျာသကလုံးပြေဆိုတာပေါ့ဥဋ္ဌာဏရဲ့အိဗေဗါတဲ့လေကြိုးကြိုးစားစားလုပ်ကြရမယ်အဲ့ဒါကဦးဇင်းတို့ဝီရိယကိုပြောတာပေါ့ဝီရိယကိုပြောတာအဲ့ဒီအလေးမှလက်သက်ကူးလေးနဲ့ထည့်လိုက်တယ်မှာဗျာဝီရိယလို့ထည့်လိုက်ပါဥဒ္ဒနာသမဏလွယ်ပြောလိုက်ရင်ဝီရိယရှိရမယ်လို့ပြောတာဟုတ်ပြီနော်သဘောတည်းပဲပေါက်အောင်လို့မိမိလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြိုးကြိုးစားစားလုပ်ကြရမယ်ပညာရေးကိုလိုက်နေတဲ့ကျောင်းသူကျောင်းသားတွေကလည်းစာကြိုးစားတာဒါဥဒ္ဒနာသမဏစီဝါရေးသမားကလည်းဥဒ္ဒနာသမဏတရားသမားကလည်းသူဥဒ္ဒနာသမဏရှိရတယ်ဒါကိုပြောတာကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြိုးစားစားလုပ်ကြရမယ်တဲ့ဒါကိုတစ်မျိုးတစ်ပုံပြောလိုက်ရင်ဝီရိယရှိရမယ်ဟုတ်ပြီနော်ဒါတခုရသွားပြီဒိဋ္ဌဓမ္မဟိတာဒီဘဝကောင်းကျိုးအတွက်ရှိရမယ်၄ပါးနံပါတ်1ကဘာလဲလဲဥဋ္ဌာဏတံပဒါမြန်မာဖတ်ကြည့်ပါဦးကိုလုပ်တဲ့ကြိုးကြိုးစားစားလုပ်ကြရမယ်ဟုတ်သွားပြီကျိုးစားစားလုပ်ကြရမယ်တဲ့အောက်ကပိုင်းလေးဦးဇင်းတို့ဖောက်အောင်ပဲဗျာဒါဥဒ္ဒနာသံဃာထဲမှာမှတ်သားစရာလေးတခုပါလို့အဲ့ဒီဥဒ္ဒနာသံဃာတဲ့တက်ကြွကြွကျိုးကြိုးစားစားလုပ်တယ်လုပ်တဲ့နေရာမှာလည်းမြတ်စွာဘုရားကထပ်ပြီးတော့ရှင်းပြပါတယ်တဲ့ကျိုးစားတိုင်းရသလားဆိုတော့ကျိုးစားလိုက်မရနိုင်ဘူးတဲ့ဦးဇင်းတို့လောကမှာစုပ်ရိုးစကားရှိတယ်မလားဗါတဲ့လေကျိုးစားရင်ဖျားတော်ဖြစ်တယ်ဟုတ်တယ်မလားဒါဒီစကားပုံရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကျိုးစားရမယ်ကျိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့သဘောတရားကိုဘာလို့ဆိုတော့ဒီကြိုးစားတဲ့သူတွေအတွက်ခွင့်အားဖြစ်စေနိုင်တဲ့
စကလုံးဟောစကပုံပေါ့ဗျာနော်ဒါပေမဲ့ဒီတမ္ပရာတရားနဲ့ဦးဇင်းတို့ပြောမယ်ဆိုရင်ဗါတယ်နဲ့အခုဆရာတော်ကြီးဟောတာလေဗါတယ်လေကြိုးစားလိုက်ရသလားဆိုတော့တဲ့ကြိုးစားလိုက်မရနိုင်ပါဘူးတဲ့အောက်ကဖတ်လိုက်ဦးမယ်ကြိုးစားတယ်ဆိုတဲ့အချက်ထဲမှာတဲ့ဘာတွေပါရမလဲဆိုရင်တဲ့နံပါတ်1ကတက်ခဗါတယ်တော့လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်အဲ့ဒါတွေကိုဦးဇင်းတို့အန္တလိုက်တာနံပါတ်1ကတက်ခလုပ်ငန်းကျွမ်းကျင်မှုရှိရမယ်နောက်နံပါတ်2ကဘာလဲဆိုတော့အနလတာဇွဲကောင်းမှုရှိရမယ်တဲ့အနလတာဇွဲကောင်းမှုရှိရမယ်လေအောက်လေးကိုလက်သေးကွင်းလေးနဲ့ရေးလိုက်စကလုံးအသစ်လေးပေါ့အဓိပ္ပာယ်တစ်မျိုးဇွဲကောင်းတယ်ဆိုတာဘာပြောလဲဆိုတော့မပြင်းရဘူးသူ့ရဲ့မူရင်းရဲ့စကလုံးရဲ့အဓိပ္ပာယ်ကမပြင်းနဲ့လို့ပြောတာမပြင်းဘူးဆိုမှတော့ဇွဲကောင်းရမယ်လို့ပြောတာပေါ့အောက်ကြတော့ဗါလဲနံပါတ်3ဟာဥပါယဝီမန္တာတဲ့ဤပညာရှိရမယ်ကောင်းလိုက်တာဗျာအဲ့ဒါလေးကိုဥပါယဝီမန္တာဤပညာရှိရမယ်အဲ့သုံးလုံးလေးကိုဦးဇင်းတို့တစ်ခေါက်လောက်ပူဇော်လိုက်ကြအောင်ပါဠိလေးရောမြန်မာပြန်လေးရောကြည့်မောင်ကျော်ဒက္ခလုံမန်းကျွမ်းကျင်မှုရှိရမယ်အနလတာဇွဲကောင်းမှုရှိရမယ်မပြင်းရဤပညာရှိရမယ်ဇွဲကောင်းမှုရှိရမယ်ဆိုတာမပြင်းရဘူးလို့ပြောတာနော်မပြင်းရဘူးလို့လည်းမထဲလည်းပြဿနာမယူဒါပေမဲ့ဦးဇင်းတို့သိအောင်လို့ဦးဇင်းတို့လက်သေးကွင်းနဲ့ရေးပြလိုက်တာဒါကြောင့်ဦးဇင်းတို့ဒါကိုမေးခွန်းတွေတစ်ခုရလာပြီးတော့ဥဒ္ဒနာသံဃာရဲ့အဓိပ္ပာယ်ဒါတော့ဦးဇင်းတို့အဲ့လောက်ထိမမေးဘူးဒါကြောင့်ဦးဇင်းတို့မေးခွန်းဟောင်းတွေမှာဦးဇင်းတို့ရှိနေမယ်မေးခွန်းဟောင်းတွေကိုလိုက်လေးလာကြည့်လိုက်မေးခွန်းဟောင်းစာအုပ်လေးတွေထွက်ပါတယ်ဟုတ်တယ်နော်မေးခွန်းတွေမေးတဲ့အခါမှာဘာတွေတွေ့ရမလဲဆိုတော့စာတွေများများရေးရတာမပါဘူးသူတို့နားလည်မှုကိုဦးစားပေးပြီးတော့မေးထားတာဒါပေမဲ့ဘာလို့ရှိလဲဆိုတော့အာဟုသာလေးတွေပါတယ်မေးရေးတွေနဲ့ပတ်သက်ပြီးမေတ္တာလုံးနဲ့ပတ်သက်ပြီးတော့ပါနော်နားလည်မှုဥဒ္ဒနာသဗ္ဗရာရဲ့အဓိပ္ပာယ်ကိုရေးခဲ့ပါဆိုတော့ဦးဇင်းတို့မေးမှာမဟုတ်ဘူးအမေးနဲ့ပဲပေါ့ဒီနေ့ဒီချိန်ကြီးလည်းမမေးခဲ့ဘူးထင်ပါတယ်ဒါပေမဲ့ဦးဇင်းတို့မှတ်ထားရမယ်ဒါဘယ်လိုလေးမေးနိုင်လဲဆိုတော့ဒီထဲမှာဦးဇင်းတို့ကြည့်လိုက်စာမျက်နှာ45မှာကြိုးစားတိုင်းရသလားဥဒ္ဒနာသဗ္ဗရာမိမိတို့ဘဝတွင်ကြိုးစားရရှိနိုင်ပါသလားကြိုးစားတဲ့အခါမှာပြည့်စုံရမယ်အချက်တို့အောင်မြင်မှုရရှိအောင်ပြည့်စုံရမယ်အချက်တို့ကိုပြောပြပါဒီလိုမျိုးတွေပေါ့ဒါမေးခွန်းလေးဘယ်လိုပေးရမလဲဆိုတော့ဥဒ္ဒနာသဗ္ဗရာဒီလိုလေးဟောပြလိုက်တော့ပေါ့အောက်ကပိုင်လေးကဖတ်လိုက်ဦးမယ်ဗျာမေးခွန်းလာလေးပြီးအောင်ကြိုးစားရှိရုံတခုတည်းတော့မရဘူးတဲ့ကြိုးစားမှုဆိုတဲ့အထက်မှာတဲ့အရေးကြီးတဲ့အချက်3ချက်ပါတယ်တဲ့အရေးကြီးတဲ့အချက်3ချက်ကလုံငန်းကျွမ်းကျင်မှုကြိုးစားတယ်လုံငန်းမကျွမ်းကျင်မှုမအောင်မြင်နိုင်ဘူးတဲ့ဒါကြောင့်ဦးတို့အောက်ကိုဆက်မဖတ်ခဲ့တဲ့ခေါင်းစဉ်လေးဘယ်လိုပြီးမယ်ဆိုတော့ကြိုးစားမှုရှိရုံတခုတည်းနဲ့ဖြင့်အောင်မြင်မှုရရှိနိုင်ပါလားအဲ့ဒါလေးကိုအမေးလေးပေါ့ဟုတ်တယ်နော်ကြိုးစားယူလိုက်ရင်အောင်မြင်မှုမရနိုင်ဘူးတဲ့စကားဝါတော့ရှိတယ်ပေါ့ကြိုးစားရင်ဘယ်အောင်ဖြစ်တယ်ဆိုတော့သို့တော့မရရှိနိုင်ဘူးတဲ့ကြိုးစားပြီးတော့အောင်မြင်မှုရရှိခြင်းနဲ့ဆိုရင်တဲ့ဒီအချက်3ချက်ပါထည့်ပြီးတော့ကြိုးစားရမယ်ဘာလို့လဲဓက္ခလုပ်ငန်းကျွမ်းကျင်ရမယ်တဲ့လုပ်ငန်းမကျွမ်းကျင်မဲ့ဥဒိတို့ကြိုးစားရင်ဘယ်တော့မှမအောင်မြင်ဘူးတဲ့ရသော်ဘုရားရှင်ရဲ့တရားတွေကတကယ်ကိုဘာဖြစ်လဲဆိုတော့ခက်မိတာပဲနောက်တစ်ခုကဘာလဲအနာလတာဇွဲကောင်းရမယ်မပြင်းရဘူးတဲ့ဥပါယဥမ္မာသားတဲ့ဤပညာရှိရမယ်ဥဒိတို့ဒီထဲမှာနားထောင်တဲ့သူတွေရှိမှာမဟုတ်ဦးစင်းရတော့ပုံမှန်နားထောင်တယ်။အားလေးလဲဆိုတော့ YouTube ကတန်းနေပြီးတော့စပီကာတွေပြောနေတဲ့စကားတွေလေးပြီးဟုတ်တယ်မလား။တက်ကြမ်းတွေပေါ့စီးပွားရေးဘယ်လိုလုပ်မင်းဘယ်လိုလုပ်ဆိုပြီးဥစ္စာစကားတွေဦးစင်းတော့နားထောင်တယ်မစိုး။ဘာဖြစ်လဲဆိုတော့ဦးစင်းတို့အပြင်းပြေတယ်နောက်တစ်ခုကကို့မှာလမ်းမှန်နေတဲ့အတွေးခေါ်လေးတွေကတော်တော်ကောင်းပါတယ်။သူတို့အခုပြောနေတဲ့စကားတွေအခုမြတ်စွာဘုရားရှင်လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ပြောခဲ့တဲ့စကားတွေအတိုင်းပဲဦးကြီးတဲ့မြတ်စွာဘုရားရှင်ကဘယ်လောက်ခင်မိလိုက်တုံးဆိုတော့မင်းတို့ကြိုးစားအောင်လည်းမဖြစ်ဘူးတဲ့ဓက္ခတဲ့ဘာဖြစ်တယ်လုပ်ငန်းကျွမ်းကျင်ရမယ်တဲ့အနာလတာမပြင်းတဲ့ဥပယဥမတာတဲ့ကြိုးစားအောင်လည်းမဖြစ်ဘူးတဲ့ဒီ3ချက်မင်းတို့ပြည့်စုံမှမပြည့်စုံရင်မအောင်မြင်ဘူးအောင်မြင်တဲ့သူတွေကလည်းဒီ3ချက်တွေနဲ့ပြည့်စုံလို့တဲ့မကြိုးစားဒါမဲ့ကြိုးစားတဲ့ကမှကိုကြိုးစားနေတဲ့ຢာမှာကျွမ်းကျင်မှုရှိရမယ်တဲ့ရောင်းတာလားဝယ်တာလားဖောက်ကားတာလားဘာလို့တာတော့မကျွမ်းကျင်ရင်ဘယ်တော့မှမအောင်မြင်ဘူးကျွမ်းကျင်နေအခုလုံးလိုက်မလုံးလိုက်နဲ့ဇွဲမရှိတဲ့မရဘူးဥပယဥပဒါဒီပညာကျွမ်းကျင်ရမယ်ကောင်းလိုက်တာလားအခုခေတ်မှာအောင်မြင်နေတဲ့သူတွေကဒီအရာတွေနဲ့ပြည့်စုံနေလို့ပဲ
ကဲအောက်ကိုပတ်မယ်ဒါကြောင့်ကျိုးစားရုံနဲ့တခုတည်းဖြင့်အောင်မြင်မှုရရှိနိုင်ပါသလားဖြေဆိုခဲ့ပါလို့ဦးဇင်းတို့များရှိနိုင်ပါဒီအချက်သုံးချက်နဲ့ပြည့်စုံမှသာတယ်ပေါ့ဟုတ်တယ်နော်ဒါဦးဇင်းတို့ဖြေတတ်သွားပြီအောက်ပိုက်ကိုဦးဇင်းတို့ဖတ်ကြရအောင်ဗျာရေးကြီးတဲ့အချက်သုံးချက်ကတဲ့လုပ်ငန်းကျွမ်းကျင်မှုဒါလေးဦးဇင်းတို့ဖတ်လိုက်မယ်ကျိုးစားတယ်လုပ်ငန်းမကျွမ်းကျင်ဘူးလုပ်ငန်းကျွမ်းကျင်ဓက္ခကိုပြောတာမအောင်မြင်နိုင်ဘူးတဲ့ကျိုးစားတယ်တဲ့ဇွေမကောင်းဘူးတဲ့မအောင်မြင်နိုင်ဘူးတဲ့ကျိုးစားတယ်ဤပညာနေကြနေတယ်တဲ့စီမံခန့်ခွဲနိုင်တဲ့စွမ်းအားတွေမရှိဘူးတဲ့မအောင်မြင်နိုင်ဘူးတဲ့ဒါလေးဦးဇင်းတို့လှတယ်ဗျာအဲ့ဒါတွေကိုအန်ဒလိုင်းထားတာဗျာဒီလိုလေးပါလဲဆိုကျိုးစားတယ်မအောင်မြင်နိုင်ဘူးတဲ့အန်ဒလိုင်းထားတာဒါကြောင့်ဦးဇင်းတို့အဲ့လိုလေးဖြေရမယ်ပေါ့ကျိုးစားရုံဖြင့်အောင်မြင်နိုင်ပါသလားဆိုတဲ့အမေးထဲမှာဒါလေးနဲ့ဖြေလိုက်အောင်မယ်အပေါ်အချက်သုံးချက်ပြည့်စုံမှသာလျှင်အောင်မြင်မှုရနိုင်ပါတယ်ဒီလိုလေးဖြေချင်းပြီးဒါမှမဟုတ်ဆိုရင်ကျိုးစားတယ်လုံအောင်မကျွတ်ရင်မအောင်မြင်နိုင်ပါဘူးကျိုးစားတယ်ဆိုရင်မကောင်းရင်မအောင်မြင်နိုင်ပါဘူးကျိုးစားတယ်ဒီပညာမရှိရင်မအောင်မြင်နိုင်ပါဒီပိုင်လေးအဲ့တိုင်းလည်းဖြေလည်းဖြစ်ပါတယ်အပေါ်အတိုင်းပိုင်တိုင်းလည်းဖြေလည်းဖြစ်ပါတယ်အဓိကတော့ဒီအချက်သုံးချက်ကိုဦးဇင်းတို့ထည့်ရေးပြီးတော့ဖြေလိုက်ရင်ပြည့်စုံသွားတာပဲဒါဦးဇင်းတို့စာမွေးနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နောက်တစ်ခုဦးဇင်းတို့ဘဝမှာကျင့်သုံးဖို့ရအတွက်ဆိုရင်လည်းဦးဇင်းတို့ဘာဖြစ်တယ်လဲဆိုတော့ဒါတွေလိုအပ်တာပေါ့ဦးဇင်းတို့ဆိုရင်ဒီအင်္ဂလိပ်စာလေ့လာနေတာနှစ်လေးတော်ကြာပြီပြက်သွားလိုက်တော့တက္ကသိုလ်တွေတက်တာလဲတဝက်တစ်ပြက်နေတယ်မှာဟိုဆရာလိုဒီဆရာလိုနဲ့ဟိုနားလေးမှာရှိတဲ့အညာသူမသားကိုလှမ်းဆက်သွယ်ကြီးတယ်တခါကြီးအင်္ဂလိပ်စာကျုပ်အပြောလေးကျင့်နေတယ်ဗျာလို့ခင်ဗျာပူကြီးပေးနိုင်မလားသူကတော့အချိန်မပေးနိုင်လို့ဒါပေမဲ့သူ့ရကြားလိုက်တဲ့စကားလေးကပို့တော့ကတော်တော်ကြီးအကျိုးရှိတယ်ဘာလဲဆိုတော့ဥသိင်းနဲ့ဘာနဲ့ပဲလှုပ်တယ်ဘယ်ပုံနဲ့ပဲလှုပ်တယ်ရက်တာမပြစ်လိုက်နဲ့ဥသိင်းအချိန်တစ်ခုမှဥသိင်းလိုချင်တဲ့နေရာတစ်ခုရသွားမှာအဲ့စကားလေးကမှတ်ထားလိုက်တယ်နော်ဒါအဲ့ဒါမှအဲ့စကားယူတာမပြောဒါပဲပြောတာမလားအနာလတာမပြင်းနဲ့ပြေလာပြေတောင်းဆိုရင်ဘာလို့မဖြစ်ဘူးအဲကြောင့်အဲ့ဒါအခုချိန်ဒီမှာဟိုလည်းမမြင်ဘူးအောင်မျက်နှာလည်းမမြင်ဘူးပေါ့ဒါပေမဲ့ဖုန်းနဲ့ပြောလိုက်တာသူစကားလေးမှတ်မိနေလို့ဦးသိန်းလည်းရက်တယ်မပြေလိုက်လေဦးသိန်းပုံမှန်လုံနေကြတဲ့အတိုင်းလုံသွားဟုတ်တယ်ဦးသိန်းလည်းအတိုင်းပဲပုံမှန်လေးအတိုင်းပဲလုံနေလိုက်တယ်ဟောခကြီးတစ်ခုရောက်တယ်အဲ့ဒီမှတ်သားစရာကောင်းတာပေါ့ဒီထဲမှာစီးပွားရေးပညာရေးလူမျိုးအကုန်လုံးကြိုးစားနေတဲ့သူတွေကဘယ်တော့မှရက်မပြည့်နေရတဲ့အောင်မြင်လိုက်မယ်တဲ့အစွဲရှိရမယ်တဲ့ကဲတော့ဟုတ်ပြီဗျာအောက်ကိုဖတ်မယ်ဗျာဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလည်းမြတ်စွာဘုရားကစီးပွားရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်ဖို့ဒီလန်တစ်ခုပေးထားတာဒါကမြတ်စွာဘုရားဟောတဲ့ပိဋကတ်တော်ထဲမှာပါတယ်တရားပဲတဲ့လုပ်ငန်းကျွမ်းကျင်မှုဇွဲကောင်းမှုနည်းပညာသုံးရပေါင်းဆက်တာတဲ့ကျိုးပန်းအားထုတ်မှုရှိရမယ်တဲ့ဘလူလူတွေကအောင်မြင်ပါသလဲဆိုရင်ဦးသိတို့လာမယ်ပေါ့ဘလူလူတွေကအောင်မြင်ပါသလဲလို့မေးမှဆိုရင်ဦးသိတို့ဒီဥစ္စာလေးပဲဖြေရမယ်နော်ဒါလေးဦးသိတို့ဘယ်လိုနေရာလေးမှတ်ထားမလဲဆိုတော့ဒါကမြတ်စွာဘုရားတရားတော်တွေမှာပါတဲ့တရားပဲတဲ့ဘလူပုဂ္ဂိုလ်တွေကဒီနေ့လေးမှာဒါကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ရဲ့အထက်လေးမှာလွတ်နေတဲ့အပိုင်းလေးတွေမှာဘလူလူတွေကအောင်မြင်နိုင်တယ်လေဆိုတဲ့ဥစ္စာလေးကိုရေးထားလိုက်ဟုတ်တယ်နော်အဲ့ဒါလေးပေးထားလိုက်ဦးဇင်းတို့အဲ့စာလေးကိုမြင်လိုက်တာနဲ့တင်ဦးဇင်းတို့မှတ်စုလေးလေကိုယ့်ကိုရေးတတ်သွားမယ်နောက်တစ်ခုကပု္ပ္ပာလေးတွေ့လာရင်လည်းဥဒ္ဒုဖြေတတ်သွားမယ်ဘယ်လိုလူတွေကအောင်မြင်နိုင်ပါသလဲဘယ်လိုအောင်မြင်အောင်ဘယ်လိုလုပ်ရပါမလဲအောင်မြင်ဆိုတဲ့စကားလုံးလေးတွေ့လိုက်ရင်တော့ဒီအချက်သုံးချက်နဲ့ပြည့်စုံတဲ့သူမှသာလျှင်အောင်မြင်မှုကိုရရှိစေပါမယ်ဆိုတဲ့ဥဒ္ဒုကဒီစာလေးတွေ့လိုက်တာနဲ့တင်မှတ်စုလေးရေးလို့ရသွားပြီဟုတ်တယ်နော်နောက်တစ်ခုကအဖြေလည်းပြီးလို့ရသွားပြီဘယ်လိုပုံကိုယ်တွေကအောင်မြင်မှုကိုရရှိစေနိုင်ပါသလဲတမ္ပရာတရားနဲ့အညီရေးသားခဲ့ပါဆိုရင်ဓက္ခအနာလတဥပါယဥမန္တဆိုတဲ့အချက်တွေနဲ့ကြိုးစားတဲ့သူကအောင်မြင်နိုင်ပါတယ်လို့ဦးဇင်းတို့အဖြေပေးရမယ်နော်ဟုတ်ပြီဒါဦးဇင်းတို့ကစာမှုရဲ့အတွက်ရောပေါ့နောက်တစ်ခုကဦးဇင်းတို့ကစာမှုရဲ့အတွက်တွေမဟုတ်ဘူးစာမှုရဲ့အတွက်ကအခုဖြေပြီးသွားရင်အောင်သွားတာပဲဦးဇင်းတို့ကဒါတွေကဘဝအတွက်တွေပါအသုံးချရမယ်မြို့ဒါပညာရေးရဲ့အစပေါ့ကျန်တဲ့အရာတွေလည်းအတိုင်းပဲဒီထဲမှာတရားလေးထိုင်တာအစပေါ့လေတရားလေးထိုင်တယ်5မိနစ်လောက်ထိုင်တယ်ဟာစိတ်တွေပြန်လိုက်တာဆိုနောက်နေ့မထိုင်တော့ပြီးသွားပြီမဖြစ်တော့ဘူးလေဟုတ်တယ်မလား5မိနစ်လောက်လေးထိုင်လိုက်တယ်အရင်ဆုံးခါလေးစနဲ့အလေးကြီးလေးလုပ်မယ်မလုပ်တတ်ဘူးဆိုရင်ခါနာတတ်တယ်နောက်တစ်ခုကဘာလဲထိုင်တဲ့အလေးကြီးလေးလုပ်မယ်ပြီးတော့အသက်ယူတဲ့အလေးကြီးလေးလုပ်မယ်အသက်ယူတဲ့အလေးကြီးလေးကအလေးကြီးမရဘူးဆိုတော့ဘာဖြစ်လာမလဲမောလာမယ်ဦးဇင်းတို့
လူတွေကချင်းဆိုတယ်လို့ပေါ့မိုင်အလေးချင်းမရှိဘူးဆိုရင်ဘာဖြစ်သွားမောသွားတာမိုင်တော့မတန်ကြီးပါသွားဟုတ်တယ်နော်အဲ့လိုအလေးချင်းတွေလုံးရင်းနဲ့ဦးသိန်းတို့က9မိနစ်10မိနစ်9မိနစ်10ထိုင်းနေတယ်နိဗ္ဗာန်ဘက်ကိုခဏထားတာဦးသိန်းတို့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့စိတ်ကိုကလင်းဖြစ်အောင်လုပ်ပြီးသားဖြစ်သွားတယ်အတွေးလေးတွေးနေတဲ့အခါမှာတွေးမှန်းသိလိုက်တော့ဟာဒီအတွေးလေးတွေးပြီးသွားတယ်လို့ပဲတွေးလိုက်ဟာငါတွေးပြီးသွားပြီဟေ့ဆိုပြီးတော့အတွေးနောက်ကြီးလိုက်တယ်မလို့တော့ငါတွေးပြီးသွားတယ်ဆိုပြန်ပြီးတော့အသီးလေးပြန်ကပ်ပြီးတော့အဲ့လိုလေစိတ်လေးပေါ့လေးထားရနေတယ်နံပါတ်1ကျမ်းမာရေးဘက်ကကြည့်မယ်ဆိုရင်အသက်ကိုပုံမှန်ရှူးနေတဲ့အတွက်ကြောင့်ဦးသိန်းတော်သူတို့ဒါဆရာဝန်တွေပို့ပြီးတော့သိလိမ့်မယ်ပေါ့လေဟုတ်တယ်နော်အသက်ကလေးကပုံမှန်အလုပ်လေးရှူနေတဲ့အလုပ်လေးလုပ်တဲ့အတွက်ကြောင့်သူတို့ကျမ်းမာရေးထောက်ပံ့လည်းပေးတယ်ဒါတို့ကစိတ်ကိုလည်းဒါဦးသိန်းတို့ဘာဖြစ်လဲဆိုတော့ကြည်လင်စေတာပေါ့ဒါဦးသိန်းတို့တရက်ပြက်လိုက်ဆိုဦးသိန်းတို့ညောင်းတာပဲဖတ်တင်သွားမယ်ဒါကြောင့်ဦးသိန်းတို့ကဇွဲကောင်းရမယ်တဲ့မြတ်စွာဘုရားရှင်ဆရာတော်ကြီးဟောတာတော့ကြည့်ပါလားကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလုပ်လို့ပြောတာမဟုတ်ကိုလုပ်တဲ့လုပ်ငန်းကဲဒါတော့ဦးသိန်းတို့ပြည့်စုံသွားပြီဒီဘက်လောက်ဆိုရင်ပြည့်စုံသွားပြီဥဋ္ဌာဏသံဗလာနဲ့ပတ်သက်ပြီးတော့ပြည့်စုံသွားပြီနောက်တစ်ခုကတဲ့ဗါတဲ့လေအာရခသံဗရာအရင်တစ်ဘက်ကမေးသွားတာဒါလေးမေးသွားမှာဒကမကြီးတို့ဒေါခင်မမတို့သိတယ်ဗောနော်ဒကမကြီးကိုမေးအောင်မယ်ဟိုတန်းလေးဒကမကြီးကိုပြောလိုက်ပါဦးဟိုတန်းမှာရောက်ဖြစ်လားကိုလန်းကလားကိုလန်းဒကမကြီးပြောလိုက်ပါအောင်စာမိုးရဲ့ဖြေရင်သေးတယ်ဆိုရင်အခုဒီနေ့တို့မဟုတ်မနေ့ပြန်ငါကိုလာပြီးတော့ဖောင်သွင်းလိုက်ပါဘာလို့ဆိုတော့သူတို့ကတော့စိတ်တက်ကြပြီးတော့မဖြေတာလားအလုတ်မအားတော့တဲ့ကြောင့်မဖြေတာလားသို့တော့တလ6လတီလေးလာထားတာကြီးကနှမျောစရာကောင်းပါလေဒါမှမဟုတ်ဒကမကြီးအားရင်ပြောလိုက်ပါအောင်နော်ဦးသိန်းတော်မဟုတ်ဒေါ်စန္ဒာတို့ကိုပြောခိုင်းဖို့ဒီမှာမဖြေပြတဲ့သူတွေမနစ်ကကြထားတဲ့သူလေးတွေဦးသိန်းတို့လှုပ်စေခြင်းတယ်ကိုယ်အိမ်မှာတင်ကိုလှုပ်ဘောဖြစ်တာပဲကဲသွားကြမယ်ပြုအာရခသံဗရာတဲ့ထိန်သိမ်းဆောင်ရှောက်မှုရှိရမယ်အဲ့ဒါအန္တတိုင်းတာအဲ့ဒါအာရခသံဗရာရဲ့အနတ်ဖတ်ပေါ့ဗျာအဓိပ္ပာယ်ပေါ့ဗျာဒါဆိုရသွားပြီအာရခသံဗရာထိန်သိမ်းဆောင်ရှောက်မှုရှိရမယ်လောကမှာတဲ့စီးပွားဥစ္စာတွေနဲ့ငွေကြေးတနာမြောင်များစွာရတယ်ကုန်ပစ္စည်းတွေမြောင်များစွာထုတ်လုပ်နိုင်တယ်သို့တော့မထိန်သိမ်းတတ်ဘူးဆိုရင်အလေလွန်တွေများပြီးတော့စီးပွားဥစ္စာတိုးတက်တဲ့လားမတိုးတက်ဘူးတဲ့ဒါကြောင့်မို့တဲ့ထိန်းသိမ်းဖို့နည်းပညာတက်ရမယ်ဦးတို့မျက်စိနှလုံးထဲမှာစီးပွားရေးမျက်လုံးထဲမှာတော့ပါခဲ့တယ်မလားပတ်စံရှာတတ်တာရဲ့ရလာတဲ့ဥစ္စာကိုလည်းတူးပေါအောင်လုပ်တာထိန်းသိမ်းအောင်လုပ်တာအဲ့ဥစ္စာဦးတို့ဘာခေါ်တယ်ဆိုတော့အာရခသံဗရာအရင်မှမေးခဲ့တယ်ဗါတဲ့ဒကမကြီးဗါတဲ့မေးခွင်းကအာရခသံဗရာမေးသွားတာအိမ်ပေါင်းနဲ့ဖားကောက်ဆိုလားပဲအဲ့ဒါသံဗရာတရားကိုမေးထားတာကဲထားပါတော့ဖတ်လိုက်မယ်အာရခသံဗရာဗါတဲ့တော့ကမောင်ကျော်ထိန်းသိမ်းစောင့်ရှောက်မှုရှိရမယ်အဲ့ဒါကြက်ဥထားမှာနံပါတ်1ကဥဋ္ဌာဏသံဗရာမိမိလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြိုးစားစားလုပ်ခံရမယ်နံပါတ်2ကဗါတဲ့အာရခသံဗရာထိန်းသိမ်းစောင့်ရှောက်မှုရှိရမယ်ဟုတ်သွားပြီစာမျက်နှာ46ကိုသွားမယ်ပြုအလုံးလောက်ပြီးရလာတဲ့ပစ္စည်းကိုရေကြောင့်မပြည့်စည်အောင်မိကြောင့်မပြည့်စည်အောင်ပစ္စည်းကိုဖျက်ဆီးတတ်တဲ့ရန်သူလူငါများတွေမှာတခုခုကြောင့်မှမပြည့်စည်အောင်နဲ့အလေလွတ်မရှိအောင်နဲ့ထိန်းသိမ်းစောင့်ရှောက်မှုဆိုတဲ့အာရခသံဗရာတရားရှိရမယ်တဲ့ဒါလေးကိုဦးဇင်းတို့ဗာလေးကိုအန်တလိုက်ထားမယ်လို့ဆိုတော့ရန်သူမျိုး၅ပါးတဲ့ကတခုခုမှမပြည့်စည်ရအောင်အဲ့ဒါအန်တလိုက်ထားသူ့မှာဗာပြောထားလဲဆိုတော့ရန်သူမျိုး၅ပါးဗါတဲ့လေရေမီးမင်းခိုးသူဦးသိန်းတို့အဲ့ဒါအများစုသိထားတာတော့အဲ့လိုမျိုးအမှန်ကဥစ္စာအမှန်မဟုတ်သေးဘူးအမှန်မဟုတ်သေးဘူးဆိုတာဘာသာပြန်ချက်တွေဦးသိန်းတို့ဟာဖြစ်တာပေါ့ဦးသိန်းတို့အဲ့ဒါစကားလေးနည်းနည်းပြောရရင်ဦးသိန်းတို့မိတိကတော်တွေကိုဝေစားစားမွေးမိတဲ့တွေကိုဝေစားစားမြန်မာဘာသာပြန်လာဘယ်ခေတ်ကပူပြီးတော့ထင်ထင်ရှားရှားရှိတယ်လို့ပုံမှန်ခဲ့တာဒီနေ့ဒီမှာကုန်းပေါင်ခေတ်ရဲ့အလုံးလုံးတွေဦးသုံးလာတဲ့အချိန်မှာတချို့စကားလုံးတွေကကိုယ်ပြပြလေးရှိတယ်တချို့စကားလုံးတွေဆိုရင်နားမလည်နိုင်တဲ့စကားလုံးတွေပါရှိတယ်โอเคအဲ့ဒါခဏထားလိုက်တော့ဘာပြောရရှိရဲဆိုတော့ရေမီးမင်းခိုးသူမချစ်မနေတဲ့တော်သူလို့ဦးတို့ဘာသာပြန်ထားတယ်အမှန်ကနောက်ဆုံးမချစ်မနေတဲ့တော်သူဆိုတာကဦးတို့ရန်သူလို့ထင်နေတာမင်္ဂလာဦးတို့ဘယ်နေရာမှာပါတော့ဆိုတော့အဲ့ဒါကပြောသင်္ကာလတုတ်ထဲမှာပါခဲ့တဲ့အကြောင်းညာရန်သူမျိုးကားပါအဲ့ဒါဘာပါလဲဆိုတော့မချစ်မနစ်တဲ့သူမဟုတ်ဘာလဲဆိုတော့
အမွေခံသားဆိုသမီးဆိုတဲ့နော်ရန်သူမျိုး၅ပါးတဲ့အိမ်တွင်းတစ်ခုလို့ပြောနေရမလားဒါကြောင့်မရှင်းမနေတဲ့တော်သူဆိုတာတည်းတည်းစကားတော့မလားသေးဘူးအမွေခံသားဆိုသမီးဆိုကမိမိတို့ရဲ့ရန်သူတဲ့ဗျာဟုတ်တာပေါ့အခုအိမ်မှာငုတ်တို့ကြီးခိုင်းနေတာဟုတ်ဒီသားပြောမရဆိုမရဒီသမီးကပြောမရဆိုမရဆိုရင်ဒါမိဘတွေပြင်းနေတယ်ကွအခုအသက်ကြီးလာတဲ့ခါကျတော့လေအာမဖြစ်ဘူးဒုက္ခပေးတယ်သူဖြစ်အဲဒီအများကြီးကိထားလိုက်တော့ပြီးစကားတွေပြီးထွက်သွားပြီဒါကြောင့်ဦးဇင်းတို့ဘာလို့လဲဆိုတော့အာရကသံဗရာအိဗေကဘာလဲလေဘုဘကထိမ့်သိမ်းစားကြောင်းမှုရှိရမယ်ထိမ့်သိမ်းစားကြောင်းမှုရှိတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ရန်သူမျိုး၅ပါးတဲ့ကတခုကြောင့်မပြည့်စည်အောင်ထိမ့်သိမ်းစားကြောင်းမှုရှိတာကိုပြောတာဟုတ်တယ်နော်ဒါဆိုဦးဇင်းတို့ပြည့်စုံသွားတာနော်ပြည့်စုံသွားတယ်ရန်သူမျိုး၅ပါးဘေးကမပြည့်ဘေးရဲ့အတိုင်းနဲ့ရန်သူမျိုး၅ပါးကြောင့်မပြည့်စည်အောင်ထိမ့်သိမ်းစားကြောင်းမှုရှိတာကိုဗါတဲ့လေအာရခသံဗရာလို့ခေါ်တယ်အဲ့ဒါကိုမှတ်ထားဗျာဒါဆိုနံပါတ်1အာရခသံဗရာဟုတ်တာပေါ့ဦးသိန်းတို့ခုမြတ်စွာဘုရားရှင်ကဘု து ဟောနေရတော့ကကရပတ္တမျိုးစားနာမည်ပါလေတော့အဲ့ဒါမျိုးသားလေးနာမည်ကိုပြောတယ်ဒီကားဇာနုဒီကားဆိုတာရှည်တယ်လို့ခေါ်တယ်ဇာနုဆိုတာဖနှောင်းတဲ့ဘလို့ကြောင့်တော့မသိဘူးရှည်တဲ့ဖနှောင်းရှိတဲ့လူနေမှာပေါ့လေဖနှောင်းရှိတဲ့မျိုးနယ်တွေလားကဲထားပါတော့အားလဲဆိုတော့မြတ်စွာဘုရားရှင်ကသူ့ကိုဟောနေတာဒီဘဝမှာမိသားစုနဲ့တိုက်တိုက်ဝင်ချမ်းချမ်းသာသာပြုလို့ရှိရင်နေတဲ့ဖို့ဆိုရင်ဒီတံ္ဍရာတရား၄ပါးနဲ့ဒီတရားပြည့်စုံရမယ်တဲ့နံပါတ်1တဲ့ဥဋ္ဌာဏတံ္ဍရာဟုတ်တာပေါ့လူဘဝမှာအရေးကြီးဆုံးအားငွေအရေးမကြီးဘူးဆိုပြီးအရေးကိုကြီးတာငွေမရှိဘဲနဲ့မိသားစုဘဝဘယ်လိုချမ်းချမ်းသာသာဖြစ်ဟုတ်တယ်မလားဒီမိသားစုကြီး၄၅ယောက်၆ယောက်ကြီးကိုတနေ့မှတစ်နက်လောက်စားပြီးတော့ကြတော့သားသမီးတွေကြဲဝါမထားနိုင်ကြောင်းကောင်းမထားနိုင်ကြောင်းမထားနိုင်ပုံဝါဖြစ်ပြီးတော့တမိသားစုတို့ရုံးကန်နေဒီမိသားစုကမနဲ့မိုးလင်းမိုးချိုဘယ်လိုပျော်ပျော်ရှင်ဖြစ်တော့မှာဟုတ်တယ်မလားဒါကြောင့်မိသားစုနဲ့ပျော်ရှင်ဖြစ်တယ်ဆိုရင်နံပါတ်1ဥဋ္ဌာဏတံ္ဍရာနဲ့အောင်မြင်အောင်လုပ်အောင်မြင်အောင်လုပ်ပြီးပဲနောက်ပိုင်းမှာလည်းကိုဒီအောင်မြင်ပြီးသားဥစ္စာတွေကိုလည်းမပြောက်ပြအောင်မလုပ်ရမယ်အာရခသံဗရာနဲ့ထိမ့်သိမ်းဆောက်ရှောက်တဲ့ဘလို့ထိမ့်သိမ်းဆောက်ရှောက်ရမလဲဆိုကိုနီးကိုဟန်နဲ့ပေါ့တချို့လူတွေဆိုဒါကိုဘယ်လောက်လဲပျက်စီးသွားသူတို့စီးပွားဥစ္စာကိုမပျက်စီးအောင်သူတို့ထိမ့်သိမ်းဆောက်ရှောက်တဲ့နည်းပညာတွေရှိနေတာပဲဒီခေတ်မှာကဲထားလိုက်တော့အာရခသံဗရာပါရန်သူမျိုး၅ပါးကြောင့်မပျက်စီးအောင်ထိမ့်သိမ်းဆောက်ရှောက်တာကိုပြောတာတဲ့ဒါဆိုအဲ့အပိုက်ကပြီးသွားပြီနောက်တစ်ခုကဗါတဲ့လေကလေယာနဗါတဲ့တော့မိတ္တတာအဲ့ဒါဒီဖတ်သားမအောင်ကလေယာနာမိတ္တတာဥဒ္ဒရီမှာဝိုင်းဘုံမှာရေးပေးခဲ့ပါတယ်ဗါတဲ့လေသူကရာပင်းနေပါတယ်ဆိုရင်အဲ့ရာပင်းနဲ့တွဲနေတယ်ကြီးကမလုပ်တာလေအလုံးနှစ်ခုလုပ်တယ်သူအလွယ်ပြောခဲ့တယ်ဗောလားအခုဦးသိန်းနဲ့ကြည့်ပါလားကလေယာနာလို့မဖတ်ရအောင်ဘယ်လိုဖတ်မလဲကလေယာနာလာနဲ့ရာပင်းနဲ့တွဲနေတဲ့လာကဘာဖြစ်လဲဆိုအလုံးနှစ်ခုလုံးလိုက်တာနော်ကလေယာလို့ဖြစ်သွားတော့နော်ကာကြီးလာတဲ့လာကဘာလာတကဘာနဲ့အတရွတ်တူသိလားဟမ်အမတော်ကတာလူနဲ့အတရွတ်တူပါပဲလာတော့ကလို့ထားလိုက်တော့အလွယ်လေးတကူပြောလိုက်တာကာကြီးလာတဲ့ကဘောကလေယာနာပေါ့ကလေယာနာကလေဆိုလိုရတော့ကလေယာနာလို့မဖတ်ရဘူးဟုတ်တယ်နော်ကလေယာနာလို့ဖတ်ရမယ်လို့သိရပြီမိတ္တတာတဲ့အဲ့ဒါဘာလဲလဲမိကောင်းဆွေကောင်းရှိရမယ်အဲ့ဒါအန္တလိုက်တာဒါနံပါတ်3ဇီဝိုင်းနဲ့ပတ်သက်ပြီးတဲ့အကြံပေးပြီးပုဂ္ဂိုလ်တဲ့အကျင့်စာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်တဲ့ဆုံးလုံးနိုင်မှုရှိတဲ့ပုဂ္ဂိုလ်တဲ့ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်တဲ့ကိုယ်ကျင်တရားကောင်းတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီလိုမိကောင်းဆွေကောင်းတွေအင်မတန်မှလိုအပ်ပါတယ်တဲ့ဒါလေးကဘာမှမလဲဆိုတော့မိကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုတဲ့မေးခွန်းတစ်ခုလည်းထွက်လာပါဟုတ်တယ်နော်ဒါတော့ကြည့်ထားတရားမလို့ဦးသိန်းတို့ဒီဥစ္စာကိုဖတ်ထားရုံနဲ့တင်ဦးသိန်းတို့ကမိကောင်းဆွေကောင်းဆိုတာဒီထဲမှာရေးလို့ရတာနံပါတ်1ပါတဲ့စီဝိုင်းနဲ့ပတ်သက်ပြီးတော့အကြံပေးမဲ့ပုဂ္ဂိုလ်တဲ့လူတော်တော်များများအကြံမပေးဘူးဆရာမင်းဘယ်သူပဲဝါလူတွေကဘာဖြစ်လဲဆိုတော့လူပတ်ဝန်းကျင်မှာကိုယ့်အောက်ကနေရတဲ့သူဆိုရင်အကြံပေးလို့ရတယ်ကိုယ့်ရဲ့မြင်မားမဲ့သူဆိုရင်သူကမပေးချင်တယ်ဟုတ်တယ်နော်လူအများစုရဲ့ဖြစ်နေတဲ့ပြဿနာဒါဦးသိန်းနဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖြစ်နေတာမဟုတ်ကလားလဲအတိုင်းပဲတရုတ်လဲအတိုင်းပဲအကုန်လုံးကလူသားတွေအတိုင်းပဲသွားနေကြဒါကြောင့်ဦးသိန်းတို့ကမိတ်ဆွေကောင်းဆိုတာဗါလဲလေစီဝိုင်းနဲ့ပတ်သက်ပြီးတော့အကြံပေးတယ်တဲ့အကြံပေးတယ်နောက်တစ်ခုကဗါလဲလေအကျင့်စာရိတ္တကောင်းတယ်တဲ့ဒါကအသိပညာရှိတယ်တဲ့
နောက်တစ်ခုကဘာလဲဆွန့်လွတ်နိုင်တယ်တဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့သူကဆွန့်လွတ်နိုင်တယ်သူ့မှာအခုပျက်စီးရဟောပဲဆွန့်လွတ်ပြီးတော့ဟိုဒါကိုယ့်ရဲ့မိတ်ဆွေတွေကိုလုပ်ပေးတဲ့သူပေါ့နောက်တစ်ခုကဘာလဲလဲယုံကြည်မှုရှိတယ်တဲ့ကိုချင်းတရားကောင်းတယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်ဘာခေါ်ရလဲမိကောင်းဆွေကောင်းလို့ခေါ်ပါတယ်တဲ့အဲ့ဒါလေးကိုတစ်ခါတော့ပူဇော်လိုက်ကြအောင်ဗျာစီဝါရေးနဲ့ပတ်သက်ပြီးဒီလိုမျိုးလက်မှတ်လိုက်မယ်လေအဲ့ဒီလိုမျိုးကိုမိကောင်းဆွေကောင်းလို့ခေါ်ပါတယ်လို့ရေးလိုက်မှာပေါ့ဟုတ်တယ်နော်မိကောင်းဆွေကောင်းလေးကိုဦးဇင်းတို့ဘာလို့မလဲအန်တာလိုင်းတက်လိုက်မိကောင်းဆွေကောင်းဆိုတာဘယ်လိုလဲအခုစီဝိုင်းနဲ့ပဲကြံပြီးတယ်ဓမ္မပညာရေးနဲ့ပဲကြံပြီးတယ်အသိပညာလည်းရှိတယ်ကိုကျင်တရားလည်းကောင်းတယ်အနိနာခံတယ်ဒါဦးဇင်းတို့နှစ်ခေါက်လောက်ဖတ်လိုက်တာနဲ့ဦးဇင်းတို့ရေးလို့ရသွားပြီထောင်ရက်နေစရာမလိုတော့မောင်ကျော်ဟုတ်ပြီဒီကနေ့ခေတ်တဲ့စီဝါရေးတိုးတက်နေတဲ့ပုံကိုယ်တွေတိုင်းမှာဒီအခြေအနေကောင်းတွေရှိတယ်ခုနကကြိုးပမ်းအားထုတ်မှုကြောင့်ပစ္စည်းဥစ္စာတွေရရှိလာတယ်ဒါဥဋ္ဌာဏကိုပြောတာထိန်းသိမ်းရှိတယ်လို့စုမိဆောင်မရှိလာတဲ့ဒါပါတဲ့တော့အာရခပုတ်တော်တဲ့မိကောင်းဆွေကောင်းမရှိဘူးဆိုရင်လည်းထိုပုဂ္ဂိုလ်တွေတဲ့ဟာတဲ့တဲထဲမှာရေးသိသလိုတဲ့အသုံးအဖြုံးနဲ့တခါတဲ့ပျက်စီးသွားနိုင်ပါတယ်တဲ့ဒါလေးကိုအန်တာလိုင်းထားမယ်ဗျာတို့တော့မိကောင်းဆွေကောင်းမရှိဘူးဆိုရင်ထိုပစ္စည်းတွေဟာတဲထဲမှာရေးသွင်းသလိုအသုံးအဖြုံးနဲ့တခါတဲ့ပျက်စီးသွားနိုင်တယ်အဲ့ဒါလေးကိုဦးဇင်းတို့ဒါဒီအပိုက်လေးကိုကြည့်ပြီးတော့ဦးဇင်းတို့မေးခွန်းထုတ်လို့ရသွားပြန်ဟောဘယ်လိုထုတ်မလဲဆိုတော့ဘာလဲဆိုတော့မိကောင်းဆွေကောင်းဒီအဘဲကြောင့်အရေးကြီးပါမလဲဆိုပြီးတော့ဟုတ်တယ်မလားမေးခွန်းလှလေးပေးလိုက်မယ်ဗျာဒါတော့ဦးဇင်းပေးတဲ့မေးခွန်းတော့တခြားဒီအဓိပ္ပာယ်နဲ့တက်ရောက်တဲ့စကားလုံးတွေနဲ့မေးလာမယ်ဆိုဒီတိုင်းပဲဖြေရမှာပဲမိကောင်းဆွေကောင်းဟာစီးပွားရေးနဲ့ပတ်သက်ပြီးတော့မိကောင်းဆွေကောင်းဟာအဘဲများအရေးကြီးပါသလဲအဘဲကြောင့်အရေးကြီးပါသလဲမိမိတို့ကြိုးစားအထုတ်တာတွေများမိမိတို့ရရှိလာတာထားသမျှစီးစိမ်ဥစ္စာတွေကမိကောင်းဆွေကောင်းမရှိရင်ရန်သူတွေကြောင့်ပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်ဒါကြောင့်မိကောင်းဆွေကောင်းဟာအရေးကြီးပါတယ်ဆိုတာဒါကတော့လွယ်လင်းတစ်ခုလေးဖြေလိုက်တာပေါ့တေချာပြန်စဉ်းစားကြည့်လဲဟုတ်တာပဲဦးဇင်းတို့ကိုရှားထားတဲ့သူတွေကိုရန်သူတွေရှိနေပြီးမိကောင်းဆွေကောင်းမရှိဘူးဆိုရင်မိကောင်းဆွေကောင်းမရှိတဲ့သူတွေကဘာဖြစ်လာလဲဆိုတော့ကိုပျက်စီးကြောင်ညှမ်းနေတဲ့သူတွေရှိတာကိုဟုတ်တယ်နော်ဒါကြောင့်ကိုရှားထားတာလေးတွေစုကောင်းထားတာလေးတွေရတဲ့ကိုရန်သူကြောင့်ဘာဖြစ်သွားနိုင်လဲဆိုတော့ပျက်စီးသွားနိုင်တယ်ဒါကြောင့်မိကောင်းဆွေကောင်းလိုအပ်တယ်တဲ့မိကောင်းဆွေကောင်းဆိုတာဘေးတင်ပြောတာတွေမဟုတ်ဘူးနော်မိတ်ဆွေဆိုတာတွေကမိတ်ဆွေဆိုတဲ့စကားလုံးဟာအများကြီးသက်ရောက်မှုရှိတယ်ယောက်ျားဘက်ကကြည့်ရင်လည်းမိန်းမမိတ်ဆွေပဲမိန်းမဘက်ကကြည့်ရင်လည်းယောက်ျားမိတ်ဆွေပဲအဖေဘက်ကကြည့်ရင်လည်းသားသမီးကမိတ်ဆွေပဲစသဖြင့်အပြန်အလှန်ဆရာဘက်ကကြည့်ရင်လည်းတပည့်ကမိတ်ဆွေကောင်းမယ်တပည့်ဘက်ကကြည့်ရင်လည်းဆရာမိတ်ဆွေပဲမိတ်ဆွေဆိုတာကဘေးမှာရှိနေတဲ့ကိုယ့်ရဲ့အတိလူတယောက်ကိုပြောတာမဟုတ်ဘူးနော်မိတ်ကလျာဏမိတ်တာဆိုတဲ့ဥစ္စာပြောတာဒီနေရာမှာအခုဒီနေရာမှာကြေဝန်းပြန်တွေးကြည့်လိုက်မယ်ဆိုမိကောင်းဆွေကောင်းဆိုဘေးရတွေးကြည့်မယ်ကိုကရှားထားပါတယ်အခုမသိခင်ထားပါတော့သားသုံးသားမတွေကကိုမသိခင်မှာလောင်းကားသားလုပ်ပြီးတော့ကိုအိမ်ကြီးရည်ဘာညာတွေအကုန်ပေါင်းလိုက်မယ်လေဒီနေ့တော့အိမ်နဲ့တွေကတော့နောက်နေ့ရောက်ရင်ဘာပဲလမ်းဘေးငိုးတို့ထိုင်းနေရမှာပေါ့အဲ့ဒါဘာလဲဆိုတော့သားဆိုတဲ့မိကောင်းဆွေကောင်းမှာဖြစ်လိုက်လို့ရန်သူရဲ့တန်နေပြီးတော့ဘာဖြစ်လိုက်တာဒုက္ခပေးလိုက်တာမဟုတ်တယ်နော်မိကောင်းဆွေကောင်းဆိုတာသိထားမှာကတခြားသူတွေပြောတာမဟုတ်ဘူးမိမိတို့ရဲ့မိသားစုအပြန်အလှန်ကိုလည်းမိတ်ဆွေလို့ခေါ်တာဒါကိုလည်းသိတာပါဒါဆိုရင်ဦးသိတို့ဥဒ္ဒနာတမ္ပရာအကြောင်းပြောပြီးသွားပြီအာရခတမ္ပရာအကြောင်းပြောပြီးသွားပြီသူ့ရဲ့ဆိုင်အတိတ်တွေလည်းပါပြီဒါတတိယကပါတယ်လေကလျာဏမိတ်္တဆိုတဲ့မိကောင်းဆွေကောင်းလည်းပြောပြီးသွားပြီဦးသိတို့မိကောင်းဆွေကောင်းဆိုတဲ့စကားလုံးတွေကဦးသိတို့ဒီ level 1ထဲမှာအများကြီးတွေ့ရတယ်မယ်ဘာကြောင့်လဲဆိုတော့လောကမှာတဲ့မိတ်ဆွေကောင်းဆိုတာအရန်လိုရတယ်နောက်တစ်ခုပညာသင်တဲ့အခါမှာဆရာကောင်းရမ်းလိုရတယ်တချို့ဆရာတွေကဘာဖြစ်လဲဆိုတော့စိတ်ရင်းနှလုံးသားကောင်းတယ်သို့တော်သူ့မှာလိုအပ်သောပညာရည်သွေးမရှိတဲ့ကြောင့်ဒီတပည့်ကိုဘယ်လိုမျိုးသင်ပေးရမလဲသူတို့မသိဘူးဒီတပည့်ကိုဘယ်လိုမျိုးလမ်းပြပေးရမလဲဆိုတာမသိဘူး
အဲ့လိုပဲပြဿနာမျိုးတွေရှိတတ်တယ်အဲ့လိုပုံစံမျိုးပေါ့မိကောင်းဆွေကောင်းတွေဆိုတာအရန်လိုရတယ်ဒါကြောင့်တရက်ကြတော့ရှင်အနန္ဒာကဒီထဲမှာလားလူထဲမှာလားပါပါတယ်ရှင်အနန္ဒာကအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးစဉ်းစားပြီးတဲ့အမရာကိုမြတ်စွာဘုရားရှင်ကိုရှောက်မြတ်စွာဘုရား